ဆိုတော့ပြီးခဲ့တဲ့ဘိုင်းမှာဆရာကအပူတွေအကြောင်းမိတ်ဆက်ပြီးပြီအပူကူးနီး3နီးရှိတယ်ဆိုတာလည်းပြောပြပြီးပြီအပူကူးနီးက3နီးကဘာတွေလဲဆရာကိုပြန်ရွတ်ပြပါအပူကူးနီး3နီးကဘာတွေလဲheat conduction, heat convection, heat radiation ဟုတ်ပြီအဲ့တော့အပူကူးတဲ့ပထမနီးက heat conduction ကိုတို့တွေမြန်မာလိုအလွတ်ဘာသာပြန်ဘယ်လိုဘာသာပြန်ကြမလဲ အပူလျှောက် yes ကူး အပူ ခြင်း လျှောက်ကူးခြင်းဖြစ်ပြီးတော့အဲဆိုရင် heat convection ကိုကြတော့ဘယ်လိုဘာသာပြန်မလဲ ပူစီကူးခြင်း yes အပူစီးကူးခြင်းဖြစ်မယ်နောက်နံပါတ်3ကကြတော့ heat radiation yes heat radiation သူကကြတော့အပူ ဖြာကူးခြင်း ကြာကူးခြင်းပေါ့ဆိုတော့ဒီကောင်တွေဘယ်လိုကူးသလဲဆိုတာကိုဆရာနောက်မှပြောမယ်ဘယ်ဒီမှာအများဆုံးဖြစ်ကြလဲဆိုတော့ဆရာအရင်ပြောမယ်နော် heat conduction ကသူကဆရာတို့ solid တွေမှာလည်းတွေ့ရတယ်အဓိက solid တွေမှာအဓိကအဖြစ်များရတယ်တဲ့လားဒီ heat convection ကလေအဲ့တော့ heat convection ကသူက solid တွေမှာလည်းဖြစ်တယ်နော် in solid ဆိုင်ခဲတွေမှာလည်းဖြစ်တယ်ပို့လို့တိတာတယ်သူကနောက် liquid တွေမှာလည်းဖြစ်တယ် solid တွေမှာလည်းဖြစ်တယ် liquid တွေမှာလည်းဖြစ်တယ်လို့နောက်ဘက်မှာလည်းရှိလေဆို gas တွေမှာလည်းဖြစ်တယ်အကုန်လုံးမှာဖြစ်တယ်လို့ပြောရမယ်သို့တော့ heat conduction ကအဓိကဖြစ်တာကတော့ solid မှာဖြစ်များတယ်နော် liquid နဲ့ gas မှာတော့သူကနည်းနည်းပဲဖြစ်တာအနည်းငယ်လောက်ပဲဖြစ်တယ်ပေါ့နော်ဘာဖြစ်ဖြစ် heat conduction นี่ solid ကော liquid ကော gas မှာရောဖြစ်တယ်အဓိကဖြစ်တာတော့ solid မှာဖြစ်တယ်ပေါ့ဘာကြောင့်ဖြစ်တာလဲဆိုရင်တော့အဲ့ဒီအစိတ်ပိုင်းတွေအဲ့ဒီဝတ္ထုတွေရဲ့ temperature တူလို့လားမတူလို့လားမတူလို့ပေါ့ heat convection ကြတော့သူကဘယ်မှာပဲဖြစ်တာလဲဆိုတော့သူက fluid တွေမှာပဲဖြစ်တာ in fluid ဆိုတာတမျိုးဆရာ chapter 3မှာတွေကပြောခဲ့ဘူးတယ် fluid ဆိုတာဘယ်သူနဲ့ဘယ်သူကိုပြောတာလဲ liquid နဲ့ gas yes liquid နဲ့ gas ကိုပြောတာအဲ့ဆိုဘယ်သူမပါတော့ဘူးလဲသတိထားမိလား solid မပါ yes heat conversion က solid မှာလုံးဝမဖြစ်ဘူးသူက gas မှာပဲဖြစ်တာ liquid နဲ့ gas မှာပဲအဓိကဖြစ်တာဒီ heat conversion ကနော်အဲ့နော်ဟုတ် အဲ့ဆိုဆရာမေးချင်တာဒီ liquid နဲ့ gas မှာ heat conduction ကလုံးဝမဖြစ်ဘူးလား liquid နဲ့ gas မှာ heat conduction လုံးဝမဖြစ်လားဖြစ်လားဖြစ်တယ်ဖြစ်တယ်အနည်းငယ်လောက်ပဲဖြစ်တာဒါလေနော်ဒီ heat conduction ဒီသူက solid မှာရော liquid မှာရော gas မှာရောအကုန်လုံးမှာဖြစ်တယ်အဓိကဖြစ်တာကတော့သူ solid မှာအဓိကဖြစ်တယ်ဟုတ်ပြီနောက်တစ်ခုကဆရာတို့ heat conversion ကတော့သူကအထူးသဖြင့် fluid တွေမှာဖြစ်တယ် fluid ဆိုတာအဓိကကတော့ liquid နဲ့ gas ကိုပြောတာပဲနော်အဲ့တော့သူကဂျာကန်နယ်တွေမှာဒါ solid ဂျာကန်နယ် liquid ဂျာကန်နယ် gas ဂျာကန်နယ်တွေမှာဖြစ်တဲ့သဘောဒီကောင်ကကြတော့ liquid နဲ့ gas ဂျာကန်နယ်တွေမှာပဲဖြစ်တာအေးနောက်ဆုံးဒီ heat radiation ကြတော့သူကဂျာကန်နယ်ကိုမလို့ဘူးသူက no need medium ပေါ့ no need material medium ပေါ့ drop ဝတ္ထုဂျာကန်နယ်မလို့ဘူးသူက solid လည်းမလို့ liquid လည်းမလို့ gas လည်းမလို့ဘူးလို့ပြောတာเนาะရှေ့ရင်မကူဘူးလို့ပြောတာမဟုတ်ဒီအပူကူးဖို့အတွက် radiation နည်းနဲ့ကူးဖို့အတွက် solid liquid gas ရှိနေဖို့မလို့ solid liquid gas မရှိလဲပဲသူ့နည်းသူကနေသူကူးနိုင်တယ်ဘာဖြစ်လို့လဲလို့ပြောရင်ဒီ heat radiation ကိုတည်ပေးတဲ့ကောင်ရှိတယ်ဘယ်သူကတည်ပေးတာလဲဆိုတော့ electromagnetic wave တွေကတည်ပေးတာဆိုတော့ဒီ electromagnetic wave တွေအကြောင်းလဲဆရာဒီ radiation ကြောင်းမှာပဲပြန်ပြီးပြောပြမယ်နော်လောလောဆယ်တော့ဒီ heat radiation တွေသူကဂျာကန်နဲ့လုံးဝမလိုတဲ့ကောင်ဘာဖြစ်လို့မလိုတာလဲဆိုတော့သူ့တည်ပေးတာဘယ်သူကတည်ပေးလို့လဲဆိုရင် electromagnetic wave ကြားဘူးလားတို့တွေ great tan ကလေးကသင်ခဲ့တာ electromagnetic wave ဘာ line ကိုပြောတာလဲ yes yes လျှက်စစ်တန်လိုင်း line ကိုပြောတာအဲ့လျှက်စစ်တန်လိုင်း line တွေကတည်ပေးတာနော်လမ်းချော်ရမှကြောင့်မို့ဆရာအများကြီးတော့မပြောတော့လျှက်စစ်တန်လိုင်း line အောင်တပီဘယ်နှမျိုးလောက်ရှိလဲသိလားလျှက်စစ်တန်လိုင်း line ဘယ်နှမျိုးရှိလဲသိလားလျှက်စစ်တန်လိုင်း line က9မျိုးရှိတယ်နော်အဲ့ဒီ9မျိုးတွေကမှဘယ်သူကဒီ heat radiation ကိုဖြစ်စေရလဲဆိုတော့ဆရာဒီ heat radiation အပိုင်းကြားမှာပဲဆရာပြောမယ်နော် heat radiation ကိုအဓိက heat radiation တွေဂျာကန်နဲ့မလို့ဘာဖြစ်လို့မလို့သလဲလို့ပြောရင်သူ့လျှက်စစ်တန်လိုင်း line တွေကတည်ပေးလို့နော်လျှက်စစ်တန်လိုင်း line တွေကတည်ပေးလို့ပြီးမှပဲဆရာအဲ့ heat radiation အကြောင်းကြားမှာပဲ heat ဒီလျှက်စစ်တန်လိုင်း line အကြောင်းပြန်ပြောပြမယ်အဲ့အသေးစိတ်နော်ဆိုတော့ဒီနားလဲလားဟုတ်အပူကူနီ3နီပထမတနည်းအား heat conduction นี่သူကဘယ်ဒီမှာဖြစ်တယ်လဲလို့မင်း solid မှာလည်းဖြစ်တယ် heat conduction heat conduction นี่ solid မှာလည်းဖြစ်တယ် liquid မှာလည်းဖြစ်တယ် gas မှာလည်းဖြစ်တယ်သို့တော့အဓိကပို့ပြီးတော့အဓိကအဖြစ်များတာဒီ heat conduction အဖြစ်အများဆုံးနဲ့အတိတာဆုံးဖြစ်တာဒီဘယ်မှာလဲ solid solid မှာလုံးဝအဖြစ်များတာပေါ့နော် heat convection ကတော့လုံးဝ solid မှာလုံးဝမဖြစ်ဘူး never
in solid ပဲ solid မှာလုံးဝမဖြစ်ဘူးဘယ်မှာပဲဖြစ်တာလဲဆိုတော့ဒီ liquid နဲ့ gas ပေါ့ fluid တွေမှာပဲဖြစ်တယ်နော်သူကစီးတာဆိုတော့ရွေ့လျားစီးဆင်းနိုင်တဲ့နေရာတွေမှာပဲဖြစ်တဲ့သဘောမျိုးနော်အော် radiation ကြတော့သူက no need material medium ပေါ့ဘာဝတ္ထုကြားကနေမှာမလို့ solid liquid gas မလို့ဘူးလို့ပြောတာရှိခြင်းမရှိခြင်းကိုပြောချင်တာရှိလဲသူကသူကူးမှာပဲမရှိလဲသူကသူတို့ကူးတာပဲဘာဖြစ်လို့လဲဆိုတော့သူတို့တည်ပေးတဲ့ကောင်ရှိတော့ဘယ်သူကတည်ပေးတာလဲဆိုတော့အဲ့ဒီ electromagnetic wave လို့ခေါ်တဲ့ဒီလက်စစ်တန်လိုက် line တွေကတည်ပေးလို့နော်ဒီစီနားလဲလား ဟုတ် ဟုတ်ပြီဒီတော့ဆရာဒီ heat convection ကြောင့် heat conduction ကြောင့်ဆရာပထမဆုံးဖောက်တယ်ချတော့မယ်ဒီအပူကူးနီး3နီးတွေက heat conduction ကြောင့်ဆရာဒီနည်းနည်းလေးပြောပြအကြမ်းမြင်စီအဲ့တော့ heat conduction ဒီဘယ်တွေမှာဖြစ်လဲဆို solid တွေမှာဖြစ်များတယ်ဆိုတော့ဆရာဒီ solid တစ်ခုနဲ့ဥပမာပေးမယ်ကွာတတ်ထုချောင်းတစ်ချောင်းကိုဆရာဘာလုပ်လိုက်မလဲဆိုအပူပေးလိုက်မယ်စဉ်းစားကြည့်အောင်ဒါတတ်ထုချောင်းဆိုတော့ဥပမာတန်ချောင်းတစ်ချောင်းလည်းဖြစ်နိုင်တာပဲတစ်ခုခုပေါ့နော်တန်ချောင်းတစ်ချောင်းလည်းဖြစ်နိုင်တာပဲစတီးဘားတစ်ချောင်းလည်းဖြစ်နိုင်တာပဲနော်ကွန်ဒက်တာတစ်ခုပေါ့အပူကူးနိုင်တဲ့ဝတ္ထုတစ်ခုပေါ့ဒါနော်အဲ့ဒီဝတ္ထုတစ်ခုကိုဆရာလို့ထောက်ကလေးနဲ့ထောက်လိုက်မယ်ဆရာအဲ့ပုံတွေတော့မဆွဲတော့ဘူးဒီဘက်ကထောက်တွေပါတော့မဆွဲတော့ဘာလုပ်လိုက်မလဲဆိုအပြင်ထောက်ပြီးဆရာဒီဘက်ထိတ်ကိုအဲ့ဒီဝတ္ထုရဲ့ဒီဘက်ထိတ်ကိုဆရာဖျောင်းနိုင်မီလေးနဲ့အပူပေးလိုက်တွေးကြည့်အောင်ဒီဘက်ကဝတ္ထုအစွန်ဒီဘက်ဝတ္ထုကတစ်ခုလည်းပဲနော်ဒီဘက်ကိုဆရာဒီဘက်အစွန်းဘက်ကိုဆရာ A လို့ထားပြီးတော့ဒီဘက်အစွန်းဘက်ကို B လို့ထားမယ်ကဲအဲ့တော့ဘယ်ဘက်ကအပူရင်ရမလဲတွေးကြည့်အောင် B ရ ဟုတ်တယ်ဒီ B ဘက်ချမ်းအပူရင်ရမယ်တိုးတော့အဲ့ပူတဲ့ဘက်ဒီ B ချမ်းကြီးကလေပူလို့ပါဆိုပြီးတော့လေဒီဘက်ကိုကိုွေလာတာမျိုးမရှိဘူးဘလို့ကူးတယ်လဲဆိုတော့ဆရာဒီမှာအကြံပြပြောပြမယ်ဒါအရာဝတ္ထုတွေအကုန်လုံးတမိသိပြီးတာဘာနဲ့ဖွဲ့စည်းထားလဲ atoms yes atoms တွေနဲ့ဖွဲ့စည်းထားတယ်ပေါ့နော် atoms တွေ molecule တွေပေါ့အသေးဆုံးကတော့ atoms ပေါ့နော် atoms တွေနဲ့ဖွဲ့စည်းထားတယ်ပေါ့ atom ရဲ့အောက်မှာ proton neutron တွေ electron တွေရှိသေးတယ်တော့ကတ်မပြောနဲ့ဘူးနော်လောလောဆယ်တော့ဆရာ atom တွေဘက်ကနေပဲပြောတော့အဲ့ဆိုဒီဝတ္ထုထဲမှာ atom လေးတွေအများကြီးရှိမယ်ရမလားဒီဝတ္ထုထဲမှာ atom လေးတွေအများကြီးရှိမယ်ဆိုဆရာ atom လေးတွေဆရာတန်းစီပြီးဆွဲလိုက်မယ်တန်းစီပြီးဆွဲရင်လည်းဆရာတို့အချိန်တွေအများကြီးပုံနေမှာဆိုလို့ဆရာအပေါ်အောက်တွေမဆွဲတော့ဘဲနဲ့ဆရာဒီအတန်းလိုက်တန်းပဲဆွဲတော့မယ်အဆင်ပြေလားနော်ဒီအလုံးလေးတွေကဒါပါလေးတွေလဲ atoms လေးဆိုတော့သူက solid ဖြစ်တဲ့အတွက်ကြောင့်မို့ atom လေးတွေကနည်းနည်းချစ်လေးရှိတယ်နော်ချစ်လေးရှိတယ်ဒီဟိုဘက်ဒီဘက်အရေးလိုမျိုးဟိုတွားလိုက်ရွေ့လျားနေတာမျိုးတော့တိတ်မရှိဘူးသူတို့ fix position လောက်မှာပဲနည်းနည်းပါး3ခါလောက်ပဲရှိတာနော်အဲ့ဆိုဒီဟာလေးတွေကဒါ atom လေးတွေနော်အပေါ်အောက်အတန်းတွေကိုမဆွဲတော့ဘူးနော်ဆရာဒီအလေတန်းလောက်ပဲညံသွားအောင်လို့ဆရာဒီအတန်းလောက်ပဲဆွဲမယ်အဆင်ပြေလားကလေး ဟုတ် รู้หลังเนอะมาเลยเนาะရပြီမဟုတ်သေးပါ Okay thank you control key လာညီနေတာရပြီအဲ့တော့ဒါလေးတွေက atom လေးတွေပေါ့နော်အဲ့ဒီအခဲလေးကိုဖွဲ့စည်းထားတဲ့ atom လေးတွေ yes အဆင်ပြေလားကလေးဟုတ်ဒီတစ်လိုင်းနဲ့ရှိတာမဟုတ်ဘူးเนาะအပေါ်ဘက်မှာလည်းရှိတယ်အောက်ဘက်မှာလည်းရှိတယ်အများကြီးရှိမယ်ဆရာဒီတစ်လိုင်းနဲ့ပဲပြကဲအဲ့တော့အဲ့ဒီဝတ္ထုအချောင်းညို့ဆရာဒီဖျောင်းနိုင်မီနဲ့အပူပေးလိုက်မယ်ဆိုရင်တမီစဉ်းစားကြည့်ဘယ်ကောင်အရင်ဦးဆုံး energy heat energy ကိုဘယ်သူအရင်ရမလဲ B ရ B ဘက်ချမ်း ပြီးမှရှိတဲ့ဒီအစွန်းလေးဒီကောင်လေးကအရင်ရမယ်ပေါ့နော်အဲ့တော့အလွယ်ပြောရတော့မီးနဲ့အနီးဆုံးနေရာမှာမီးနဲ့အနီးဆုံးမှာရှိတဲ့အပိုင်းကအပူတွေရလာမယ်ရတော့အဲ့ဒီအပူတွေရသွားတဲ့ atom ကဘာဖြစ်သွားမလဲဆိုတော့တုံခါမှုပို့ပြီးတော့များလာမှာငကိုဓာတ်ကိုပို့ပြီးတော့တုံခါလာမှာတုံခါတော့ဘာဖြစ်မယ်ထင်လဲမြန်တုံခါတော့တုံခါမှုကပိုမြန်လာတော့ဘေးမှာရှိနေတဲ့သူ့ရဲ့ကက်လျက် atom ကိုတွားပြီးတော့ဘာလုပ်မိမယ်ထင်လဲ ဟုတ်တိုင် အေးပေါ့တွားတိုက်မိမှာ collide ဖြစ်မှာပြောင်းတွားတိုက်မှာတွားတိုက်တော့ကြာလာလို့ရှိရင်အဲ့ဒီဘေးကအတိုက်ခံရတဲ့ atom မှာဘာတွေရလာမယ်ထင်လဲဒီဘက်က atom မှာရှိတဲ့ energy တွေအပူတွေပေါ့ကွယ်နော် heat energy တွေဒီဘက်ကိုရောက်သွားမှာနားလဲလားဟုတ်နားလဲတယ်နော်အပူတဲ့ကောင်ကလာဝင်တိုက်တော့အတိုက်ခံရတဲ့ကောင်မှာလိုက်ပြီးတော့ကြာလာတဲ့ခါကျတဖြည်းဖြည်းနဲ့ပူလာတော့ဒီကောင်မှာပူတော့သူတို့နှစ်ခုက
သူတို့နှစ်ခုပေါင်း vibration ပြန်ဖြစ်ပြန်ရောရှေ့တိုးနောက်ဆုတ်လည်းဖြစ်နိုင်တယ် up and down လည်းဖြစ်နိုင်တယ်ဒါပေမဲ့ဆရာဒီတစ် line နဲ့ပြထားတာဖြစ်တဲ့အတွက် up and down တော့မပြတော့ရှေ့တိုးနောက်ဆုတ် back and forth နဲ့ပဲပြတော့မယ်နားလည်တယ်မလား ဟုတ် အဲ့တော့ဒီဘက်ကမီးကလည်းဆက်ပြီးတော့အပူပေးနေနေတာဆိုတော့ဒီမှာထက်ကအပူကထက်ရနေမှာရနေတော့ထက်တိုက်နဲ့ထက်တိုက်တော့ဘယ်အကောင်ထက်အပူဆက်ရ သူတို့ဘေးနားနောက်တရ ဘေးရရှိတဲ့တစ်လုံးထက်ရအဲ့ကောင်ကဆက်ပြီးတော့ပူအဲ့ဒါလိုနီးနဲ့နားလည်မှာပါသုံးလုံးဆက်ပြီးတော့ vibration ထပ်ဖြစ် vibration ထပ်ဖြစ်လို့ရှိရင်ဘာဖြစ်မလဲ vibration ထပ်ဖြစ်တော့ vibration ထပ်ဖြစ်တော့ဘေးအကောင်ထက်တိုက်တော့ဘေးအကောင်ထပ်ပူဆိုတော့တဖြည်းဖြည်းနဲ့အဲ့လိုနီးနဲ့ဒီကနေပြီးတော့နောက်တစ်လုံးနားလည်တယ်မလားဆရာပြောတာ ဟုတ် ဒီဘေးကနေနောက် vibration ထပ်ဖြစ်တော့ဒီတစ်လုံးနောက်တော့ဆရာအစင်းနဲ့ကြော်လိုက်တော့မယ်နောက်တော့ဒီတချမ်းပေါ့ရလားကလေးဒီတချမ်းနောက်တော့ဒီတချမ်းပေါ့နော်အဲ့နောက်တော့ဒီနောက်ဆုံးပိုင်းတဖြည်းဖြည်းနဲ့အပူကဘယ်ကိုရောက်လာမလဲဘယ်ဘက်အဆုံးကိုရောက်လာ အေးဘက်ဆုံးရ A ဘက်အဆုံးကိုရောက်လာဒီတော့ဆရာအပိုင်းလေးတွေနဲ့ပြန်ခွဲပြောချင်ဒီ atom တွေဆိုတာအခုကဆရာပုံဆွဲလို့ပြလို့တကယ်ဆရာတို့အဲ့ atom တွေကိုမြင်ရလား မမြင်ရ မမြင်ရအောင်အတွင်းပိုင်းထဲမှာပဲသူကသူအပူကကူးသွားတာတွေ့လားဟိုအစိတ်ပိုင်းတစ်ခုလုံးဒီတက်ထူချောင်းကြီးတစ်ချောင်းလုံးနေနဲ့ရွေ့လာတာမျိုး ဟုတ် မရှိဘူးအဲ့လိုမျိုးရွေ့လာတာမျိုးမတွေ့ရအောင်เนาะအထဲထဲမှာပဲ internally အထဲထဲမှာပဲဒီဝိတ္ထုရဲ့အထဲထဲမှာပဲဘယ်လိုသဘောတွေ့ရလဲလက်ဆင့်ကမ်းသွားတဲ့သဘောနဲ့တူတယ်တွေ့လားဒီကောင်ကအပူဘေးကိုလက်ဆင့်ကမ်းပြန်တိုက်ဘေးကကောင်တိုက်လက်ဆင့်ကမ်းဘေးကကောင်တိုက်လက်ဆင့်ကမ်းစတိုက်လက်ဆင့်ဒါဆရာအခုကတစ်လိုင်းနဲ့ပဲပြလို့လေလက်ဆင့်ကမ်းတဲ့ခါမှာသူဘယ်ကိုလဲကမ်းနိုင်လဲအပေါ်ကိုလဲကမ်းမှာပဲအောက်ကိုလဲကမ်းမှာဟုတ်ပဲဘယ်ဘက်တွေညာဘက်တွေဘက်ပေါင်းစုံသူလက်စတိုက်လက်ဆင့်ကမ်းလိုက်မှာအဲ့ဒါကိုဘယ်လိုသိနိုင်လဲဆိုတော့အဲ့ဒီတထုချောင်းရဲ့အောက်မှာလေဆရာတို့ဗာလဲမွေးနေ့ပွဲမှာဒီဘတ်ဒေးကိတ်တွေမှာထိုးတယ်ဖျောင်းတယ်တသေးလေးတွေသိရမလား ဟုတ် အဲ့ဒီဖျောင်းတဲ့တသေးလေးတွေကိုဇောက်ထိုးလေးလာကတ်ထားလိုက်ဒီလိုလေးတွေလေဒီဘက်ဒူလေးတွေဇောက်ထိုးလာကတ်ထားလိုက်သိလားဆရာပြောတာနားလဲမယ်ထင်တယ်အဲ့လိုဇောက်ထိုးလေးတွေလာပြီးကတ်ထားလိုက်ဘယ်ဖျောင်းနိုင်အရင်ဆုံးအကုန်လုံးဖျောင်းနိုင်နေအကုန်လုံးပြုတ်ကြမှာလားဘယ်ဖျောင်းနိုင်အရင်ဆုံးကြမလဲဥပမာဆရာနံပါတ်ခွဲလိုက်မယ်နော်ဖျောင်းနိုင် A B C D E F ဆိုကြဘယ်ဖျောင်းနိုင်အရင်ဆုံးပြုတ်ကြမလဲ အေး A ရအရင်ပြုတ်ကြမယ်ပြီးရင် B ပြီးရင် C ပြီးရင်ဒီတတိုင်းပြီးတတိုင်းအောက်ကိုပြုတ်ကြကုန်ပါတပြိုင်နက်တည်းတော့မပြုတ်ကြဘူးဒီကောင်ပြုတ်ကြပြီးမှဟော်ဒီကောင်လေးပြုတ်ကြအဲ့ဒါပြီးမှဟော်ဒီကောင်လေးပြုတ်ကြအဲ့ဒါပြီးမှဒီကောင်ပြုတ်ကြအဲ့ဒါဘာလို့တွေ့ရလဲအပူကတဖြည်းဖြည်းချင်းစီဘာဖြစ်လာတပည့်ကိုရှောက်ပြီးတော့ကူးလာတဲ့ပုံစံနဲ့တူတယ်အဲ့ဒါနားလဲတယ်နော်ဒီအစိတ်ပိုင်းဒီအချောင်းတစ်ချောင်းလုံးနေနဲ့နေရာရွေ့လာတာမျိုးမရှိဘူးဒီအတွင်းထဲမှာပဲစင်ကလက်ဆင့်ကမ်းပြီးတော့တည်သွားတာအဲ့ဒါကိုဆရာတို့ successive distribution လုပ်တယ်လို့ခေါ်တာပေါ့ distribution ဆိုတာဖြန့်ဝေတယ်ပေါ့နော်ဒါပေမဲ့ဆရာဒီမှာလက်ဆင့်ကမ်းတယ်လို့ပဲပြန်လိုက်မယ်အပူစတိုက်လက်ဆင့်ကမ်းနားလေလား ဟုတ် အဲ့ဆိုရင်ဆရာကဒါဇွန်ဟွာလေးတန်ချောင်းနဲ့ဖျောင်းနိုင်တဲ့ဥပမာပေးလို့ကွယ်အဲ့လိုမဟုတ်ဘဲနဲ့နောက်တွေးကြည့်စရာတစ်ခုရှိသေးတယ်ဒါ condition ကြောင်းပြောနေတာနော်ဆရာကဲဒါဆိုရင်ဆရာတို့ကဟိုဇွန်လက်ဖေးကွက်ထဲကိုဇွန်ထည့်နေတယ်အတူတူပဲကဲမြင်ကြည့်အောင်နော်ဆရာဟိုပုံဆွဲတာပကြီးကဆွဲတာတိတ်ဟိုအတော်ကြီးထဲမှာမပါဘူးတိတ်အတော်ကြီးကိုမဟုတ်ဘူးဆွဲကိုမဆွဲတတ်တာနော်ဝါလုံးတော့ဝိုင်းအောင်မဝိုင်းတတ်တာမလုတ်တတ်တဲ့နှစ်ခုကဘာလဲဆိုကတာနဲ့အဲ့ပကြီးဆွဲတာပဲနော်ကတာနဲ့ပကြီးဆွဲတာမလုတ်တတ်ဘူးအဲ့တော့ဒါ coffee quat ပေါ့ coffee quat ထဲက coffee quat ထဲမှာ coffee ပူပူလေးတစ်ခွက်ထည့်ထားတယ် coffee တွေပူပူလေးရှိနော် coffee ပူပူလေးရှိတယ်ရတယ်မလားအဲ့ coffee ပူပူထည့်ထားတဲ့ခွက်ထဲကိုဆရာဘာထည့်လိုက်မလဲဆိုရင်လေဇွန်းတစ်ချောင်းထည့်လိုက်မယ် teaspoon လေးပေါ့လက်ဖေးဇွန်းတစ်ချောင်းလေးထည့်လိုက်အဲ့တော့ဆရာမေးခြင်းတယ်ဘယ်အပိုင်းကအရင်ဒါလက်ဖေးဇွန်းလေးနော်လေလက်ဖေးဇွန်းဆွဲတာတော့မတော်တော်ဆွဲရတာလက်ဖေးဇွန်းလေးဘယ်အပိုင်းကအရင်ဆုံးပူမလဲ ဆုံးခွက် ဆရာမေးချင်တာဒီဇွန်းလက်ဖေးပူပူဘက်ထဲကိုဇွန်းကိုထည့်လိုက်ပြီးဆိုဇွန်းရဲ့ဘယ်ပိုင်းကအရင်ပူမလဲဒီဇွန်းရဲ့ဘယ်ပိုင်းကအရင် အောက်ပိုင်းအောက်ရှိ အတိအကျပြောရင်ဘယ်မှာမြုပ်နေတဲ့အပိုင်းလဲ ခွက်ထဲမှာမြုပ်နေ အဲ့လက်ဖေးပူပူထဲမှာမြုပ်နေတဲ့အပိုင်းကအရင်ပူပါဟုတ်တယ်နော်အဲ့မှာ तू ကပူလို့ပါဆိုပြီးတော့အပြင်ငေါက်ကနေအပြင်ထွက်ချလာတာမျိုး မရှိဘူးတဖြည်းဖြည်းနဲ့ဒီမှာလက်ကင်လေးရှိတယ်တမီလက်နဲ့ကင်လို့ရှိတယ်တဖြည်းဖြည်းနဲ့ဒီလက်ကင်လေးပါဖြစ်လာမယ် ပူလား ဘယ်လိုပူလာလဲခုနကလိုဆက်ပြီးတွေးလို့ရတယ်လေဟုတ်တယ်မလားဒီအထဲထဲမှာ atom လေးတွေရှိတယ်အဲ့ atom လေးတွေကအချင်းချင်းစတိုက်ဘာလို့သွားတာလဲ ပူလား လက်ဆင့်ကမ်းသွားတာဘာတွေကိုလက်ဆင့်ကမ်းသွားတာ energy တွေ ဒီ energy တွေကိုလက်ဆင့်ကမ်းသွားတာဟားလေနော် ဟုတ် အဲ့တော့အခုဒီမှာဆရာတို့ကဟို
ဟွာလို့ပြောရင်တော့အပြင်ကနေမြင်တဲ့အတိုင်းပဲပြောမယ်ဆိုရင်ဆရာတို့ဒီမိကွက်ရင်နွေးကွက်ထဲမှာလက်ဖေးကွက်ထဲမှာရှိနေတဲ့အပိုင်းကအရင်ပူမယ်ပြီးတာနဲ့လက်ဆင့်ကမ်းလက်ဆင့်ကိုင်းလက်ဆင့်ကိုင်းနဲ့နောက်ဆုံးဇွန်းရဲ့ဒီဘက်အပြင်ဘက်မှာရှိတဲ့လက်ကင်လေးပါဘာဖြစ်လာပါလဲ ပူလာ အဲ့ဒါကိုကြည့်ချင်အပြင်ဇွန်းကြီးတစ်ချောင်းလုံးနေနဲ့ရွေ့သွားတာမျိုး မဟုတ် မဟုတ်ဘူးဒီနေရာမှာဆိုအပူကူးတဲ့ဂျာကန်တွေကဇွန်းပဲလေဒီနေရာမှာဆိုရင်အပူကူးတဲ့ဂျာကန်တွေကဒီမှာ P ကနေ A ကိုရောက်ဖို့အတွက်အပူဖြတ်တန်းလာတဲ့ဂျာကန်တွေကဒီတတ်ထုကြောင်ကြီးလေဟုတ်တယ်မလားဒီမှာရှိတဲ့အပူတွေကဒီထိတ်ကိုရောက်ဖို့အတွက်ဖြတ်တန်းလာတဲ့ဂျာကန်တွေကဒီဇွန်းပဲအဲ့ဆိုဂျာကန်တွေကြီးတွေကအစိတ်ပိုင်းတစ်ခုလုံးနေနဲ့ရွေ့သွားတာမျိုးမရှိ မ ဘူး ဟုတ် မရှိဘဲနဲ့သူအတွင်းထဲမှာပဲလက်ဆင့်ကမ်းလက်ဆင့်ကမ်းလက်ဆင့်ကမ်းပြီးတော့တွားလိုက်တာလက်ဆင့်ကမ်းသွားတာပဲလက်ဆင့်ကမ်းသွားတာသူအဲ့အစိတ်ပိုင်းတစ်ခုချင်းစီရွေ့သွားတာမျိုးမရှိဘဲနဲ့ atom တွေအချင်းချင်းဆင့်ကဆင့်ကဆင့်ကလက်ဆင့်ကမ်းသွားတာရုပ်တရက်ကြည့်ဟိုပါဆရာတို့တင်စားပြီးပြောရင်အပူတွေလမ်းလျှောက်လာတဲ့ပုံစံမျိုးဖြစ်နေဟိုဒီ atom လေးတွေကငါတို့ဘာနဲ့ဆိုကြောက်တုံးလေးတွေစီထားတဲ့တရားလေးတွေပေါ့ကွယ်အဲ့မှာအပူကဒီ3ဟာနေဒီ3ဒီ3ဒီအဲ့လိုဆင့်ကလက်ဆင့်ကမ်းသွားတဲ့ပုံစံမျိုးနားလေလား ဟုတ် နောက်ဆရာတို့ကိုမီးဖိုထဲကိုထည့်တယ်မီးညက်လေသိလားနော်ဒါမီးဖိုပေါ့နော်မဆွဲတော့မီးဖိုမဆွဲတတ်ပါဘူးဆိုထားပါတော့ထင်းမီးလေးနဲ့ဒါထင်းချောင်းနေပေါ့နော်ထင်းချောင်းဒါမီးဖိုပေါ့အဲ့ဒီမီးဖိုထဲကိုဆရာမီးညက်လေးထည့်မီးညက်ကောသိလား ဟုတ် မီးညက်တော့သိမှာပါနော်အဲ့တော့မီးညက်ဒီဘက်မှာလက်ကင်လေးနဲ့ရှိမယ်အဲ့တော့ဒီမီးညက်ကိုဆရာမီးထဲထည့်ထားလိုက်မယ်ဆိုဘယ်ပိုင်းကအရင်ပူမလဲ မီးတဲ့ရောက်နေရဲ့ပိုင်း မီးထဲရောက်နေတဲ့အပိုင်းကပူမယ်ပြီးရင်ကြာလာလို့ရှိရင်တဖြည်းဖြည်းနဲ့ဘယ်ဟာပါပူလာမှာလဲ အဲ့ထိတ်ဖြာ ဒီလက်ကင်ပေါ့နော်လက်ကင်လေးကတကယ်ပူလာမယ်ဟုတ်ပြီဘာဖြစ်လို့ပူလာတာလဲဘာဖြစ်လို့ပူလာတာဒီအစိတ်ပိုင်းတစ်ခုလုံးအနေနဲ့ရွေ့သွားတာမျိုးရှိလား မရှိ ပဲနဲ့ဘယ်လိုကူးလာတဲ့သဘောလဲဒီ အပူ အတွင်း တွေ ထဲ ရှောက် မှာပဲဘယ်လိုကူးလာရှောက်ကူးလာတော့မှန်အတွင်းထဲမှာပဲဒီအတွင်းထဲမှာရှိတဲ့ဒီအစိတ်ပိုင်းတစ်ပိုင်းကနေတစ်ပိုင်းနေရာရွေ့လာတာလားလက်ဆင့်ကမ်းပေးလိုက်တာ လက်ဆင့်ကန် နော် successive distribution လုပ်ပေးလိုက်တာပေါ့ဇက်တိုက်လက်ဆင့်ကမ်းနဲ့နီးနဲ့တွားလိုက်တာနားလေလား ဟုတ် အဲ့တော့ဘာနဲ့ဥပမာတူလဲဆိုဆရာတို့အုပ်ပုံကနေပြီးတော့အုပ်ခဲတွေရွှေ့တာနဲ့ဆရာနောက်ထပ်ဥပမာတစ်ခုပေးမယ်ဒါလေးပြီးရင်တော့ heat conduction ကြောင့်နားလည်သွားပြီတမီးအဲ့တော့ဒီဘက်မှာအုပ်ပုံကြီးရှိတယ်ကွာဒါကြီးကအုပ်ပုံကြီးနော်အုပ်ပုံကြီးအုပ်ပုံကြီးမှာရှိတဲ့အုပ်ခဲတွေကိုဆရာတို့ဒီဘက်မြေလွတ်ကိုရွှေ့ခြင်းဒါမြေလွတ်ကြီးအဲ့မြေလွတ်ကိုရွှေ့မယ်ရွှေ့တဲ့အခါကျတော့ဆရာတို့ဒီမှာအုပ်ပုံကနေပြီးတော့ရွှေ့မဲ့နေရာလွတ်စီကိုဘာလုပ်လိုက်မလဲဆိုလူတွေတန်းစီလိုက်မယ်သိလားလူတွေအများကြီးတန်းစီလိုက်ရှိသမျှလူတွေတန်းစီလိုက်တချို့တွေကကြောင့်အုပ်ပုံတွေကိုတည်တာရှိတယ်ကွယ်เนาะခဏလေးဆရာပြောပြမယ်အဲ့တော့ဒီအုပ်ပုံလေးတွေကိုအုပ်ပုံကနေပြီးတော့ဒီတည်မဲ့နေရာလို့စီကိုလူတွေတန်းစီလိုက်ဟုတ်ပြီတန်းစီပြီးရင်ဘယ်လိုလုပ်မလဲ လက်ဆင့်ကန် very good ဒီအုပ်ပုံထဲမှာရှိတဲ့အုပ်ခဲ2ချက်ဆို2ချက်3ချက်3ချက်တစ်ချက်စီပိုးမြန်တယ်လေဟုတ်တယ်မလားလက်ဆင့်ကန် ဟုတ် နောက်ဒီလိုလက်ဆင့်ကန်လူတွေကိုနိုင်ဒီအစကနေပြီးဟိုအုပ်ပုံဒီကိုယ်တိုင်နေရာရွေးစရာလိုတာတူးတယောက်ချင်းစီကိုယ်တိုင်နေရာရွေးစရာမလို့ မလိုပဲနဲ့ဒီအုတ်ခဲပုံမှာရှိတဲ့အုတ်ခဲချက်လေးတွေကိုဒီပထမလူကနေနောက်လူလက်ဆင့်ကန်နောက်ဆုံးဒီကိုရောက်ဟုတ်တယ်မလားအဲ့လိုနဲ့နောက်ထပ်တစ်တုံးထပ်ရောက်နားလည်တယ်မလားအဲ့လိုလက်ဆင့်ကန်တာဘယ်သူမှနေရာရွေးနေစရာလိုလား လို့ တစ်ခုလုံးအနေနဲ့တော့နေရာရွေးစရာမလိုဘူးဆိုပေမဲ့လေဟိုဒီမှာအုတ်ခဲတည်ပေးနေတဲ့လူတွေကိုနိုင်ကတော့ဘာလို့ရလဲနည်းနည်းပါးပါးတော့လှုပ်ရှားမှုတော့လုပ်ရတယ်လေဟိုဘက်ကိုလက်အုတ်ခဲယူဒီဘက်ကိုပြန်လက်ဆင့်ကန်နားလည်တယ်မလား ဟုတ် ဘယ်ဘက်လက်โอเคယူညာဘက်လက်ဆင့်ကန်ဘယ်ဘက်လက်โอเคယူညာဘက်လက်ဆင့်ကန်ဟုတ်တယ်မလားယူလက်ဆင့်ကန်ယူလက်ဆင့်ကန်အဲ့လိုတော့လုပ်ရတာပေါ့အခုဒီမှာလည်းအဲ့လိုပဲဒီမှာရှိတဲ့ atom လေးတွေကဒီဝတ္ထုတစ်ခုလုံးအနေနဲ့နေရာရွေ့သွားတာမျိုးတစ်ခုလုံးဒီမှာရှိတဲ့ atom ကဟိုဘက်ကိုပြေးသွားတာမျိုးတော့မရှိပြင်ပဲဒီသူ့ရဲ့ fixed position လေးမှာတော့ vibration တော့အနေငယ်ဖြစ်မယ်အဲ့လို vibration ဖြစ်လို့ပဲဘေးက atom ဝင်တိုက်အဲ့မှာလက်ဆင့်ကန်နောက်ဘေးကကောင်အဲ့ကောင်လည်းထပ်ပြီး vibration ဖြစ်လက်ဆင့်ကန်နဲ့နေနေသွားတာနားလေလား ဟုတ် ဟိုနောက်ဆရာတို့စာတင်ခန်းထဲမှာဆိုရင်ဘာနဲ့တူလဲဆိုစာတင်ခန်းထဲမှာဆရာမရဲ့စာအုပ်တွေဝေတာနဲ့တူတယ်စာအုပ်ဝေတဲ့အခါမှာကျောင်းသားတွေတယောက်ချင်းစီကိုကိုယ့်နေရာမှာကိုပဲထိုင်ပြီးတော့လေစာအုပ်ကိုလက်ဆင့်ကန်ခိုင်းလိုက်တာသိရမလားရောကိုနာမည်ပါတာကိုပဲကိုယူထားပြီးရင်ကိုနာမည်မပါတဲ့စာအုပ်အထပ်လိုက်ကြည့်ကိုကျန်တဲ့ဘေးနောက်လိုင်းကိုလက်ဆင့်ကန်နောက်လိုင်းကနေမှလည်းသိလားအဲ့ဒါကိုသဘောပေါက်လားဆရာပြောတာ ဟုတ် ဒါကျောင်းသားလိုင်းလေးတွေပေါ့နော်တလိုင်းအောင်3ယောက်ထိုင်နေပဲဒါဒီမှာ1ယောက်ဒီမှာ1ယောက်ထိုင်နေတယောက်ချင်းစီထိုင်နေအဲ့မှာဆရာမစာအုပ်တွေအထပ်လိုက်ကြီးဝေးလိုက်တယ်
ထပ်လိုက်ကြည့်အဲ့မှာရော့စာအုပ်တွေယူလိုက်ကြတော့ဆိုဘယ်သူမှထမွေနဲ့ကိုယ့်ကိုလည်းကိုယ့်နေရာမှာကိုယ်ပဲထိုင်လက်ဆင့်ကမ်းလိုက်ဆိုအဲ့မှာလက်ဆင့်ကမ်းလိုက်တယ်အဲ့မှာပထမတစ်ယောက်ကကိုယ့်စာအုပ်ကိုယူကိုယ့်စာအုပ်မဟုတ်တာကိုဘေးကိုလက်ဆင့်ကမ်းပြီးသွားတာနဲ့နားလည်တယ်မလားဘေးကိုလက်ဆင့်ကမ်းပြီးရတဲ့ပို့တဲ့ဟာကိုနောက်ပြန်ပို့လက်ဆင့်ကမ်းနောက်ပြန်ပို့လက်ဆင့်ကမ်းအဲ့လိုနေတဲ့စာအုပ်တွေကအကုန်လုံးနေရာအတီးတီးကိုပြန်သွားတာဘယ်သူမှနေရာရွေးလိုက်စရာမလိုတနေရာထားရွေ့နေကြမလို့ဆိုပေမဲ့ဟိုနည်းနည်းပါတော့ကိုယ့်ရဲ့မူလ position လေးမှာတော့ဘာလို့မရှိရ လှုပ် အဲ့ဒါ heat condition ပဲသဘောပေါက်ရလားဆရာပြောတာအဲ့တော့တမိဘယ်လိုနားလဲလိုက်တယ်လဲနံပါတ်1 heat condition ဆိုတာဘယ်မှာအဖြစ်များတာလဲသဘောလဲ အဆိုင် solid တွေမှာအဖြစ်များတယ်ဘာလို့လဲသူကလက်ဆင့်ကမ်းရတာဟုတ်တယ်မလားအဲ့လက်ဆင့်ကမ်းရတဲ့အခါကျတော့ဒီ atom လေးတွေကသူ့နေရာနဲ့သူ fixed position ဖြစ်နေမှာပဲလက်ဆင့်ကမ်းလို့အဆင်ပြေတာလေသဘောပေါက်တယ်မလားဟိုဒီမှာ okay လက်ဆင့်ကမ်းမယ်ဆိုရင်လူတွေကကွာနေရာ fixed position မရှိဘဲနဲ့ဟိုသွားလိုက်ဒီသွားလိုက်ဟိုသွားလိုက်ဒီသွားလိုက်ဆိုလက်ဆင့်ကမ်းရတာအဆင်ပြေပါမလား မပြေ မပြေဘူးဒါကြောင့်သူကဒီ liquid နဲ့ gas တွေမှာဆိုတိတ်ဖြစ်တာနေတာပေါ့ဘာလို့ liquid နဲ့ gas တွေကြတော့ atom တွေ molecule တွေက fixed position မရှိဘူးလေသိရမလားနည်းနည်းလှုပ်ရှားရွေ့လျားနိုင်တဲ့ကောင်တွေဆိုတော့လေအဲကြောင့်သူက solid မှာအရန်ဖြစ်တယ် liquid မှာကျတော့သူကလက်ဆင့်ကမ်းရတာနည်းနည်းအားနေတာပေါ့ကြောင့် solid မှာအဓိကဖြစ်တာသူက heat conduction ကအဲဆိုဆရာတော် heat conduction ဒီဝတ္ထုတစ်ခုလုံးဂျားကန်နဲ့အပူတည်ပေးတဲ့ဂျားကန်နဲ့တစ်ခုလုံးအနေနဲ့နေရာရွေ့နေစရာနေရာရွေ့လာစရာမလို့ လို့တော့ concrete ပြားကြီးတွေအပြင်ဘက်ကနေပူတယ်ကြာလာလို့ရှိရင်ဒီအတွင်းဘက်နိုင်ရန်တွေပါပူလာတာအဲ့ဒါဘာနည်းနဲ့ကူတဲ့သဘောလဲ heat condition condition နဲ့ကူတဲ့သဘောပဲဒါဆရာတို့ဟိုပြားကြီးတွေလေ concrete ပြားကြီးတွေသိရမလား concrete ပြားကြီးတွေကွာနေရဒီအပြင်ဘက်မှာနေရတော်တော်ပူတယ်ဒါနေပူတယ်အဲ့တော့ဒါနေရနေလာတဲ့အပူကတော့ဒါ radiation နဲ့လာတာဒါပြီးမှပဲဆရာပြောပြတော့မယ်ပူတာဒီဘက်ကပူတာအဲ့တော့ဒီဘက်ကပူတော့ဒီဘက်က temperature များနေမှာလေဒီဘက်က hot ဖြစ်နေမယ်ဟိုအတွင်းဘက်ကကျတော့ဘာဖြစ်နေမှာလဲဟိုအပြင်ဘက်တဲ့ဆိုင်ရင်မများဘူးကွာအဲဆိုဒီဘက်က temperature high ဖြစ်ပြီးတော့ဒီအတွင်းဘက်နိုင်ငံကကျတော့ temperature low ဖြစ်နေမယ်ဟုတ်တယ်နော်ဒါဆိုရင်ဒီအပူဆိုတာဘယ်ကနေဘယ်ကိုကူးမှာလဲညာများ generally အားဖြင့်ပြောရင် temperature temperature များရနေ temperature temperature မြင့်ရနေ temperature နဲ့ရအောင်ဒီလိုအပူတွေကူးတော့မှာကူးတဲ့ခါမှာကအပြင်ကနိုင်ငံကြီးအတွင်းထဲကိုဝင်လာတာမျိုးရှိလို့လားမရှိဘူးဘယ်လိုကူးသွားမှာလဲဆိုရင်ဆရာပြောဒီအပြင်ဘက်နိုင်ငံကနေပြီးတော့အတွင်းဘက်နိုင်ငံကြားမှာကြားကန်တဲ့အနေနဲ့သူက atom တွေ molecule တွေအများကြီးရှိမှာပဲလေဆိုတော့ concrete ပြားကြီးဆိုတော့အဲ့ atom တွေ molecule တွေတစ်ခုပြီးတစ်ခုအစိတ်ပိုင်းနဲ့ပြောရင်ကွာပထမပိုင်းကနေအပိုင်းလေးတွေခွဲလိုက်ပေါ့ကွယ်ပိုင်း1နဲ့3လေးခွဲလိုက်အဲ့တော့အပိုင်း1ကနေပြီးတော့နောက်2ကနေ3ကနေ4အဲ့လိုဆင့်ကကူးရင်လည်းနောက်ဆုံးပဲရောက်သွားမှာအတွင်းဘက်နိုင်ငံကိုရောက်သွားမှာနားလည်လားဆရာပြောတာဟုတ်ပြီနော်အဲ့ဒါကြောင့်ဆရာတို့ဒါ heat conduction ရဲ့သဘောကဒါဘယ်မှာဖြစ်များလဲဆို solid တွေမှာဖြစ်များတယ်နောက်အဓိကအဖြစ် solid တွေမှာဖြစ်များတယ်ဟုတ်ပြီနော်ရရနော်ပြီးရင်ဒီ heat conduction ရဲ့အားသာချက်ကဘာလဲဆိုရင်ဂျာကန်နဲ့ဒီတစ်ခုလုံးအနေနဲ့နေရာရွေ့သွားတာမျိုးမရှိဘူးနေရာတစ်ခုလုံးအနေနဲ့ရွေ့သွားတာမျိုးမရှိဘူးခုနဆရာပြောတဲ့ဥပမာတွေဆိုရင်ဟို zone ကိုရင်နွေးခွက်ပူထဲမှာထည့်လိုက်မယ်ဆိုရင်ဘယ်သူကအရင်ဆုံးပူမှာလဲဘယ်ဘိုင်းကအရင်ဆုံးပူမှာလဲရင်နွေးကွက်ထဲမှာမြုပ်နေရအေးပေါ့ရင်နွေးခွက်ထဲမှာမြုပ်နေတဲ့အပိုင်းကအရင်ဆုံးပူမယ်ပြီးတာနဲ့သူအဲ့အပိုင်းကနေပြီးတော့ဘေးကက်ရဲ့ဘိုင်းအောင်လက်ဆင့်ကမ်းအဲ့ဒီမှာနောက်ဘေးကက်ရဲ့ကိုင်းအောင်လက်ဆင့်ကမ်းပြီးတော့နောက်ဆုံးလက်ကင်ထိပ်ထိအပူရောက်လာမှာဇွန်းတစ်ချောင်းလုံးအနေနဲ့ရွေ့လာတာမျိုးမရှိဘူးအထဲထဲကနေပဲ internally အထဲထဲကနေပဲသွားတာပေါ့နော်ဒီမှာပုံလေးတွေကတော့ဒီမှာပြထားတယ်ဆရာဒီပုံလေးတွေကိုဆရာဟိုမရှင်းနေဘူး heat conduction ကို heat convection ကို radiation ကိုသုံးခုလုံးသိမှာပဲဒီပုံလာပြောတော့မယ်နော်အဆင်ပြေလားဟုတ်အဲ့ဆိုတော့ဆရာတို့ကဒီမှာဆရာတို့အပူကူးနီး3နီးကိုဆရာဒီမှာ heat conduction ကြောင်းပဲအဓိကပြောမယ်နော်အရင်လောလောဆယ်အရင်ပြောအောင်မယ်ဒီမှာဆရာတို့ရှေ့မှာဒီပိုင်းလေးတွေသင်ထားပြီးတာ there are 3 basic way of heat transfer အပူကူးနီး3နီးရှိတယ် namely ဘာတွေက conduction ရယ်နောက်ပါလဲconvection ရယ် radiation ဆိုပြီးတော့3ပိုင်းရှိတယ်အခုလောလောဆယ်ဆရာဘယ်သူအကြောင်းရင်ပြောနေရလဲ conduction ပါအဲ့ဆို conduction ကြောင်းကဒီအကြောင်းမှာရှိတယ်နော်အဲ့တော့ conduction ကဘယ်မှာအဖြစ်များတာလဲအဓိကအဖြစ်တာဘယ်မှာလဲsolid အဲ့အကြောင်းဒီမှာလေ in solid ဘယ်ဒီမှာဆိုရင် ဆိုင်ခဲတွေမှာဆိုရင် solid တွေမှာဆိုရင်တမီကြောက်ကြလားဟုတ်ဒါနည်းနည်းနောက်ကျ delay ဖြစ်နေ3စက္ကန့်လောက်ဖြစ် delay ဖြစ်နေအဲကြောင့်
နော်အဲ့တော့ solid တွေမှာဆိုရင်လည်း heat is transfer အပူတွေကိုကူးပေးတယ်တဲ့ by conduction နဲ့ process conduction process နဲ့ကူးပေးပါတယ် in which အဲ့ဒီ conduction process မှာဆိုရင်လည်း heat energy တွေကို transfer ကူးပေးတယ်ဘယ်လိုကူးပေးတာလဲဒီမှာပြောသွားတယ်လား among the adjacent part နီးစပ်ရာအစိတ်ပိုင်းတွေကြားထဲမှာပဲသူကကူးသွားပေးတာ material အဲ့ဝတ္ထုတွေအဓိကအရေးကြီးတာပါလေ without motion of the material is အဲ့ဒီအပူကူးတဲ့ဝတ္ထုကိုယ်တိုင်ရွေ့သွားတာမျိုး မရှိ မရှိဘူးအခုဒီမှာဆိုရင် heat conduction ဖြစ်တဲ့နေရာတွေမှာလက်ကင်နေလက်ကင် conduction ဖြစ်တယ်နောက်ဒီအိုးရဲ့ကိုယ်တွေကလည်းဒါ conduction ဖြစ်တယ်ပူလို့ဆိုပြီးတော့ပူသွားတာနေရာရွေ့သွားတာမျိုးမရှိဘူးလေနားလဲလား ဟုတ် နော်ခုနကတော့ဆရာဇွန်းနဲ့ဥပမာပေးပြီးပြီဇွန်းဆိုလဲဒါအဓိကအရေးကြီးဆုံးက solid တွေမှာဆိုရင်ねဒီအပူကိုအဓိကကူးပေးတာက conduction process နဲ့ကူးပေးတယ်ပေါ့နော်အဲ့ဒီ conduction process မှာဆိုရင်ねဒီ heat energy တွေကိုဘယ်လိုကူးတယ်လဲဆိုတော့ဒီနီးစပ်ရာအစိတ်ပိုင်းတစ်ခုချင်းစီကနေပြီးတော့ကူးပါတယ်တဲ့နီးစပ်ရာအစိတ်ပိုင်းတစ်ခုချင်းစီကနေကူးတယ်ပေါ့ကွယ်ဘယ်လိုဘာမဖြစ်ဘူးလဲဆိုတော့ without the motion of the material is အဲ့ဒီဝတ္ထုကိုယ်တိုင်ဇွန်းဆိုဇွန်းပေါ့နော်မီးညက်ဆိုမီးညက်နားလဲတယ်မလားအဲ့ဒီကောင်တွေကိုယ်တိုင်ကျွေသွားတာမျိုးမရှိဘူးတဲ့နားလဲလား ဟုတ် ဟုတ်ပြီနော်ဆိုတော့အဓိကအရေးကြီးဆုံးကဒါဆိုရင်အဲ့လိုကိုယ်တိုင်ရွေ့သွားတာမျိုးမရှိဘူးဆိုတော့ဘယ်လိုကူးသွားတာမဟုတ်လဲအတွင်းထဲမှာပဲစင်ကနဲ့လက်စင်ကန်သွားတာမျိုးပေါ့အဆင်ပြေလား ဟုတ် ဟုတ်ပြီနော်အဲ့တော့ဒီမှာ heat conduction အကြောင်းလေးပြောထားနေတယ်ဒီမှာအဲ့တော့ heat conduction အကြောင်းဆရာတစ်ခါလေးပြောပြလိုက်မယ်ဒီမှာကြည့် heat conduction ဆိုတာတဲ့ဗါတယ်လေ one mode of energy transfer စွမ်းအင်ကူးပြောင်းတဲ့ mode ဆိုတာဘာကြီးလဲနီလန် နီ လေ လန်တစ်ခု ဟုတ်တယ်အပူကူးတဲ့နီလန်တစ်ခုပဲဖြစ်ပါတယ်တဲ့လာပြီဒီမှာကြည့်လိုက်ဒီ individual part of the medium ဆိုတာဂျားကန်တယ်ဂျားကန်တယ်ဆိုတော့ခုနကဆရာပထမဟိုတန်ချောင်းကိုတတ်ထုချောင်းအပူပေးတော့ကဆိုရင်ဂျားကန်တယ်ကတတ်ထုချောင်းပဲအဲ့တတ်ထုချောင်းကဂျားကန်တယ်ပဲလေဇွန်းကို coffee ခွက်ထဲထည့်ပြီးတော့လက်ကင်ကိုပူလာအောင်စောင့်နိုင်ဆိုရင်အဲ့မှာအဲ့ဇွန်းက medium ပဲလေနားလည်တယ်မလား ဟုတ် အဲ့ကွန်ကရစ်ပြားကြီးရဲ့ဗာလဲဟိုမီးညက်ကိုဆရာတို့မီးထဲထည့်ပြီးတော့လက်ကင်ကိုအပူကူးစေတာဆိုရင်လည်းအဲ့မီးညက်ကမီဒီယမ်ပဲနောက်ကွန်ကရစ်ပြားဆိုလည်းအပြင်ဘက်ကနေပြီးတော့အတွင်းဘက်ကိုအပူကူးတယ်ဆိုရင်အဲ့ကွန်ကရစ်ပြားမီဒီယမ်ပဲအဲ့ဒီမီဒီယမ်တွေရဲ့ individual parts တီးခြားအစိတ်ပိုင်းတစ်ခုချင်းစီက do not move ရွေ့သွားတာမျိုးမရှိဘူးတဲ့ as a whole ဆိုတာအဲ့တစ်ခုလုံးအနေနဲ့ရွေ့သွားတာမျိုးမရှိဘူးတဲ့ဘယ်မှာလဲ heat conduction မှာဆိုရင်နားလည်နော် heat conduction မှာဆိုရင်တဲ့ဒီဂျားကန်တွေအစိတ်ပိုင်းတစ်ခုချင်းစီကတီးတန့်ရွေ့သွားတာတစ်ခုလုံးအနေနဲ့ရွေ့သွားတာမျိုးမရှိဘူးဒါပေမဲ့အတွင်းထဲမှာတော့မလုပ်နေပါဘူး လက်စင်ကန်ပြီး အေးပေါ်ဇက်တိုက်ကိုလက်ဆင့်ကမ်းသွားမှာအဲ့ဒါကိုဒီမှာရေးထားတယ်အဲ့ဒါဆိုဘယ်လိုများကူးတာလဲဒီမှာရှင်းပြထားတယ် heat energy အပူစွမ်းအင်တွေကိုတဲ့ is transfer ကူးပေးလိုက်တယ်ဘယ်လိုနည်းနဲ့ကူးတာလဲဆရာခုနကပြောသွားတာတွေ့လားပါတယ်လဲ successive distribution ဒါမြန်မာလိုတိုက်ရိုက်ပါတာပြန်ရင်တော့ successive ဆိုတာဇက်တိုက် distribution ဆိုတာဖြန့်ဝေတယ်ဇက်တိုက်ဖြန့်ဝေတဲ့နည်းဆိုဆရာတော့အဲ့လိုမကြိုက်ဘူးဘယ်လိုလဲဇက်တိုင်းလက်ဆင့်ကမ်းတဲ့နီးနဲ့ကူးပေးတာစာအုပ်တွေလက်ဆင့်ကမ်းဝေးတယ်လို့မျိုးခုနကဆရာပြောတော့ okay ပုံကနေပြီး okay ချက်လေးတွေလက်ဆင့်ကမ်းသွားတယ်လို့မျိုးအဲ့လိုမျိုးเนาะအစိတ်ပိုင်းတစ်ကနေပြီးတော့နားလဲတယ်မလားဆရာတို့ဒီမှာခုနကပြောလို့လေဒီသတ္ထုရောင်းကြီးကိုဒီကဖြောင်းနိုင်ပြီနဲ့အပူပေးမယ်ဆိုဘယ်ကောင်ကအရင်ပူပါလဲအဲတမ်လေးထိမပြောနဲ့တော့အပိုင်းလေးတွေခွဲလိုက်မယ်ကဲဒီဘက်ဒီနားလေးထိအပိုင်းတစ်နားလေးကိုအပိုင်းနှစ်ကဲဒီနားလေးကိုအပိုင်းသုံးနားလေးကိုအပိုင်းလေးကဲဘယ်အပိုင်းရင်ပူမလဲ အပိုင်းတက် အပိုင်းတစ်ကပူလာမယ်ပူလာပြီးတာနဲ့တဖြည်းဖြည်းနဲ့အဲ့အပိုင်းတစ်မှာရှိတဲ့အပူတွေကဘယ်ကိုလက်ဆင့်ကမ်း အပိုင်းနှစ်ကိုလက်စင်ကန် အပိုင်းနှစ်ကိုလက်ဆင့်ကမ်းအပိုင်းတစ်ကြီးရွေ့လာတာမျိုးမရှိဘူးလေအပိုင်းတစ်ကသူ့နေရာမှာသူပဲနေတယ်ပြီးတော့သူ့မှာရှိတဲ့အပူတွေကိုနှစ်ကိုလက်ဆင့်ကမ်းလိုက်တယ်နားလဲလားပြီးတော့ဒီမှာဖျောင်းနိုင်ကလည်းဆက်ပြီးအပူပေးထားရဲဆိုတော့သူကထက်ရနေဦးမှာထက်ရနေတော့လက်ဆင့်ထက်ကမ်းနေဦးမှာအဲ့တော့နှစ်ကနေပြီးတော့သုံးကိုလက်ဆင့်ကမ်းသုံးကနေပြီးတော့လေးကိုလက်ဆင့်ကမ်းအဲ့လိုမျိုးဆင့်ကလက်ဆင့်ကမ်းသွားတာဆရာအတမ်နေနဲ့မပြောဘဲနဲ့အပြင်ဘအစိတ်ပိုင်းနေနဲ့ပြောတာနားလဲလား ဟုတ် နော် among the adjacent part in heat conduction မှာဆိုရင်ဒီနီးစပ်ရာအစိတ်ပိုင်းကြားထဲမှာဒီဇက်တိုက်လက်ဆင့်ကမ်းတဲ့နီးကိုသုံးပြီးတော့ဇက်တိုက်လက်ဆင့်ကမ်းတဲ့နီးနဲ့ပဲအပူကူပါတယ်တဲ့ဒါလည်းနော်ဒါ heat conduction ကြောင့်မေကုန်းကမေးရင်ဘယ်လိုမေးလို့ရဒီပိုင်းလေးမေကုန်းဖတ်ကြည့်ပါဦး how do you understand by the term heat term ဆိုပြီးတော့နောက်မှာဗာထည့်လာမှာလဲ heat heat conduction conduction ပေါ့အဲ့လိုလေးမေးလာနိုင်တယ်လို့ပြောတာနော်မေးကုန်မေးလို့ပြော how do you understand တမီးဘယ်လိုနားလဲတယ်လေတဲ့ by the term ဝေါ်ဟာတာဘယ်ဟောတာလဲ heat conduction ဆိုတဲ့စကားလုံးမျိုးတမီးဘယ်လိုနားလဲတယ်လဲဆိုပြီးကိုနားလဲတယ်လို့ရေးလို့မရဘူးဘယ်လိုနားလဲတယ်လဲလို့လည်းမေးတယ်နားလဲတယ်လို့ကလည်းရေးလို့မရဘူးဆိုတော့သုံးလေးတဲ့မှာပါတဲ့အတိုင်းပဲရေးလိုက်နော်အဲ့တော့ heat conduction is one mode of energy transfer heat conduction ဆိုတာအပူကူးတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်ဒီ individual part of the medium do not move as a whole in heat conduction မှာဆိုရင်ဒီဂျာကန်နဲ့
မှာရှိနေတဲ့အစိတ်ပိုင်းတစ်ခုချင်းစီကရွေ့သွားတာမျိုးမရှိဘူးပေါ့ဒါဆိုဘယ်လိုများကူးတာလဲheat energy transfer by successive distribution among the adjacent part in the conduction heat conduction မှာဆိုရင်ဒီကက်လျက်အစိတ်ပိုင်းနှီးစက်ရအစိတ်ပိုင်းတစ်ခုချင်းစီရဲ့ကြားမှာဇက်တိုက်လက်ဆင့်ကမ်းတဲ့နည်းနဲ့သွားတာပါတဲ့ခုနကဆရာပုံလေးတွေသဘောတရားရှင်းပြပြီးဆိုတော့ဒီလောက်ဆိုနားလဲတယ်မလားဟုတ်ပြီအောက်တစ်ချောင်းကိုထပ်ဖက်ကြည့်ဒါ definition ကတော့ရပြီအောက်ချောင်းကိုထပ်ဖက်ကြည့် one heat is transferred via conduction ကဲအပူကဘာနည်းနဲ့ကူးမယ်ဆိုရင် condition နည်းနဲ့ကူမယ်ဆို condension နည်းနဲ့တာကူးလိုက်မယ်ဆိုရင်တဲ့เนาะအပူက condension နည်းနဲ့တာကူးလိုက်မယ်ဆိုရင်တဲ့ဒီမှာကြည့် heat energy ဒီကို transfer ဒီမှာအရေးကြီးတယ်တွေ့လားဆရာပြောတာတော့ internally တွေ့လား internally ဘယ်လိုကူးတာလဲ အတွင်းပိုင်း နော်အတွင်းပိုင်းမှာတင်ပဲကူးတာเนาะဘယ်လိုကူးတာလဲ by the vibration of atom ကြာခုနပြောတဲ့ဟာတွေ့လား atoms and molecule atom တွေ molecule တွေဘာလုပ်ပြီးတော့လဲ တုံခါပြီး atom တွေ molecule တွေတုံခါပြီးတော့အဲ့အတွင်းပိုင်းထဲမှာပဲတုံခါပြီးတော့တစ်ခုတုံရင်ဘေးကကောင်ဝင်တိုက်အဲ့ကောင်ပြန်တုံဘေးကကောင်ဝင်တိုက်နောက်တစ်ကောင်ပြန်တုံဘေးကကောင်ဝင်တိုက်အဲ့လိုနည်းနဲ့တိုက်ခါတဲ့ကောင်တွေစီကိုဆင့်ကလက်ဆင့်ကန်သွားတာအဲကြောင့်တော့ internally by the vibrations of atoms and molecule ဒီ atoms တွေ molecule တွေတုံခါခြင်းဖြင့်ဒီအတွင်းပိုင်းထဲမှာပဲအပူစွမ်းအင်တွေကိုဆင့်ကလက်ဆင့်ကန်သွားတာအဲ့တော့နားလေလား ဟုတ် အဲ့တော့ heat conduction ရဲ့အဓိက key point တွေကဘာတွေလဲလို့မေးနံပါတ်1အရေးကြီးဆုံးက heat conduction မှာဆိုရင် individual part of the medium do not move as a whole ပဲ heat conduction မှာဆိုရင်ဒီကြားခံနယ်ရဲ့အစိတ်ပိုင်းတစ်ခုချင်းစီတစ်ခုလုံးနေနဲ့ရွေ့တာမျိုးမရှိဘူးဘယ်လိုနည်းနဲ့ကူလဲဆိုရင် by successive distribution among the adjacent part ကက်လျက်အစိတ်ပိုင်းတစ်ခုနဲ့တစ်ခုကြားကိုစတိုက်လက်ဆင့်ကမ်းတဲ့နည်းနဲ့ကူတယ်ဘယ်လိုများလက်ဆင့်ကမ်းတာလဲဆိုတော့ဒီမှာထပ်ရှင်းတယ်အဲ့ဒီအတွင်းပိုင်းထဲမှာပဲ atoms တွေ molecule တွေတုံခါတဲ့နည်းနဲ့ဘေးကကောင်တုံဘေးကတခုတုံရင်ဘေးကကောင်ဝင်တိုက်လက်ဆင့်ကမ်းနောက်ဘေးကကောင်ဝင်တိုက်လက်ဆင့်ကမ်းအဲ့လိုနည်းနဲ့သွားတာဣရိယာလားသမီးဟုတ်ပြီအဲ့မှာဆရာတို့ကအပူ solid မှာချင်းတောင်မှလေဟို solid ချင်းတောင်မှတချို့ solid တွေမှာကျတော့အပူကူးတာနှေးတယ်တချို့ solid တွေမှာကျတော့အဲ့ condension နည်းနဲ့ကူးတာညံ့တယ်အဲ့လိုရှိသေးတယ်ဥပမာဆရာအခုဒီမှာပြောပြမယ်ဒီမှာဆရာခုနပြောလိုက်တယ်ဒီမီတာလေဒီအချောင်းကြီးကိုဆရာဖျောင်းနိုင်ပြီနဲ့ပူပေးတဲ့ခါမှာဒီအချောင်းကြီးကိုဆရာဘာချောင်းလို့ပြောလိုက်တာလဲ တန်ကြောင် တန်ချောင်းတက်ထုချောင်းပေါ့ကွာတန်ချောင်းလို့စီချောင်းလို့ something ပေါ့အဲ့လိုတက်ထုချောင်းဖြစ်နိုင်အဲ့မှာတက်ထုချောင်းမဟုတ်ဘဲနဲ့ကွာအဲ့ဒီတက်ထုချောင်းနဲ့အရွယ်အစားတူ size တူ shape တူတဲ့အမ်ဘာဖြစ်မလဲဆိုတော့ဥပမာတစ်သားချောင်းကိုယူဆကြည့်သူတစ်သားချောင်းတွေးကြည့်ဒီကောင်နဲ့လုံးဝ size တူ shape တူတဲ့နော် size လည်းတူတယ် shape လည်းတူတဲ့တစ်သားချောင်းအဲ့ဒီတစ်သားချောင်းကိုငါတို့အပူပေးကြည့်အောင်တစ်စက်အထက်က atom တွေဖျောက်လိုက်မဖျောက်တော့ပါဘူး atom တွေအဖြူလေးပြန်ပြောင်းလိုက်မယ်နော်အဲ့ဒါဟိုမဟုတ်တော့ဘူးနော်ဘာကြောင့်ဖြစ်သွားရလဲ တစ်သားကြောင် တစ်သားချောင်းဖြစ်သွားပြီအဲ့တော့တစ်သားချောင်းကိုခုနလိုပဲဖျောင်းနိုင်ပြီနဲ့ထပ်ပြီးအပူပေးကဲဘယ်လိုဖြစ်မဲ့ထင်လဲတစ်သားချောင်းဒီ B က ဒီအစွန်းမှာရှိတဲ့ကောင် energy ရမှာပဲရပြီးလက်ဆင့်ကန်ဒီကောင်တော့မြန်မယ်လို့ထင်လားဒီဘက်ကတတ်ထုချောင်းတော့မြန်မယ်လို့ထင်လား မထင် မမြန်ဘူးတခါလေကျရင်ဒီထိမရောက်သေးဘူးဒီဘက်မှာဘာဖြစ်နေပြီလဲမီးလောင်နေ ဟုတ် အပူတွေကိုလက်ဆင့်ကန်တာအရန် နေ့ very good အပူကူးတဲ့ခါမှာလက်ဆင့်ကမ်းတဲ့နေတာမှာဒီတစ်သားချောင်းကကျတော့အပူလက်ဆင့်ကမ်းတာနေတယ်အဲ့လိုဝတ္ထုမျိုးတွေကိုကျတော့ဒါအပူကူးမကောင်းတဲ့ဝတ္ထုတွေလို့ပြောရမှာပေါ့ poor conductor sorry good ဟုတ်တယ် poor conductor ပေါ့အပူကူးတာညံ့တယ်ဒါပေမဲ့အပူကူးတာညံ့တယ်ဆိုတော့ဘယ်နေရာမှာတော့သုံးအောင်ကောင်းတယ်ကူးတဲ့နေရာမှာညံ့မှာတော့ဘယ်မှာတော့သုံးတော့ မကူးရ ကာတဲ့နေရာသုံးပါဗောကလေးရဲ့ဟုတ်တယ်ကာတဲ့နေရာသုံးပါဗောအဲ့လေမကူးစေခြင်းတဲ့နေရာဆိုတော့မကူးစေခြင်းဘာလို့ရမှာ ကာ အေးရောကာတဲ့နေရာသုံးပါဗောနော်မပလတ်စတစ်ဆိုတစ်သားတို့အဝိစာတို့ဆိုဒါလက်စင်မကမ်းဘူးလားဆိုကမ်းတာတော့ကမ်းပါပဲဒါပေမဲ့ဘာဖြစ်တာလဲအဲ့လက်စင်ကမ်းတဲ့နှုံးကအရန်နေတယ်နားလေလားဆရာပြောတာအဲ့ဒါသူတို့တွေရဲ့ quantitativity နဲ့ဆိုင်တယ်ပြီးအဲ့ဒါလေးလဲဆရာပုံနေနည်းတင်တဲ့ခါကျရင် quantitativity အကြောင်းလေးပြောပြမယ်နော်အဲ့တော့လက်စင်ကမ်းတာချင်းတူဒီတန်ချောင်းကမြန်တယ်ဒီတက်သားချောင်းကကျတော့နေတယ်နားလေလားဆရာဒါmetal ဘာကမြန်ပြီးတော့ဒီတက်သားချောင်းကကျတော့ metal ဘာလောက်မမြန်အောင်ဒီဘက်ထိတ်ကိုအပူကရောက်တယ်လက်ဆင့်ကမ်းတာမြန်တယ်သူကဖျောက်နဲ့လက်ဆင့်ကမ်းသွားတာဒီကောင်ကျတော့အဲ့လိုမဟုတ်ဘူးဒီကောင်ကျတော့လက်ဆင့်ကမ်းတာနေတယ်နောက်ထပ်တစ်ခုရှိသေးတယ်သမီးသိလားဒီ metal ဘာနဲ့ဒီwooden bar ပေါ့အဲ့လိုပြောမယ်ဆိုတက်သားချောင်းနဲ့ဒီတက်ထုချောင်းဒီဆရာဘေးချင်းကတ်လိုက်မယ်နော်ဒီတက်သားချောင်းနဲ့ဒီတန် metal ချောင်းနှစ်ချောင်းအဲ့နှစ်ခုမှာလေဒီနှစ်ခုမှာအပူကူးမြန်တာဘယ်မှာပုံမြန်တာလဲ
တန်ကြောင် အေးတန်ချောင်းမှာပုံမြန်တဲ့အကြောင်းရင်းကခုနကဆရာပြောတာဘာလို့တာမြန်လို့ပြောလိုက်တယ်လဲဒီကောင်မှာအပူပူတာပုံမြန်တယ်မလားလက်ဆင့်ကမ်းတာ ဟုတ်ပုံမြန်နေ ပုံမြန်တဲ့အတွက်ကြောင့်လို့ဆရာပြောနောက်တစ်ချက်ရှိသေးတယ်သိလားနောက်တစ်ချက်ကဘာလဲဆိုတော့ဒီ metal တွေမှာလေ free electron တွေအများကြီးရှိတယ်သိလားအဲ့ဒီကအာသာချက်ကအဲ့ဒါပို့ပြီးအာသာသွားတာ metal တွေမှာ free electron တွေအများကြီးရှိတယ်ဆိုတော့စဉ်းစားကြည့်ဒီနားမှာရှိတဲ့ free electron လေးဆရာ free electron လေးကိုအစိမ်းလေးနဲ့ပြအဲ့တော့ဒါလေးက free electron လေးတသေးလေးအဲ့တော့စဉ်းစားကြည့်ဒီမှာမီးနဲ့အပူပေးလိုက်ပြီဆိုတပိဒီ atom လဲအပူရမှာဖြစ်လို့ဒီက free electron ကလည်း အပူရမှာ အဲ့မှာ free electron လို့ဆိုမှတော့လွတ်လွတ်လပ်သွားလာနိုင်တဲ့ကောင်လေအဲ့နဲ့ तू ကအဲ့ဒီအပူတွေကိုတည်ပြီးတော့ तू ဘာလုပ်တော့မှာလဲပြောင်းဆို तू ကပြေးတာ တော့ သွားတာဟိုလက်ဆင့်ကမ်းတဲ့ကောင်တော့မရောက်လာသေးဘူး तू ကအရင်ဆုံးပြေးတာသဘောပေါက်လားဆရာပြောတာ तू ကနေ तू ကနေ तू လက်ဆင့်ကမ်းနေတဲ့အချိန်မှာဟိုကောင်ကပြေးပြီလေ free electron ကပြောင်းဆိုပြေးတာ free electron တွေအများကြီးရှိတော့ तू ကပြေးဝင်မှာတဲ့လားသဘောပေါက်လဲမလားဆရာပြောတာ ဟုတ် အဲ့တော့ free electron ကတောက်လျှောက်ပြေးတာတောက်လျှောက်ပြေးတော့ free electron တွေများတဲ့ metal တွေမှာပို့ပြီးတော့အပူပိုကောင်းတယ်တစ်သားကြတော့ तू က insulator တွေလေ non-metal တွေ insulator တွေအထူးသဖြင့် insulator ပေါ့ဒီကောင်တွေမှာကြတော့ free electron နည်းတယ်